အားလုံးမင်္ဂလာပါအခုပြပြပေးမယ့်အကြောင်းအရာလေးကကျတော့ကျွန်တော်တို့ဓာတ်ပုံသမားတွေပဲဖြစ်ဖြစ်ဗီဒီယိုသမားတွေပဲဖြစ်ဖြစ် lens ရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့စဉ်းစားရမယ့်အချက်လေးနှစ်ခုဖြစ်ပါတယ် prime lens ဝင်ရင်ကောင်းမလား zoom lens ဝင်ရင်ကောင်းမလားဆိုပြီးတော့အမြဲတမ်းလာပြီးတော့မေးကြပြီးရှိပါတယ်အဲဒါကြောင့်မလို့ prime lens နဲ့ zoom lens ရဲ့အားနည်းခြင်းအားသာချက်လေးတွေကိုကျွန်တော်အခုပြပြပေးမှာဖြစ်ပါတယ် prime lens ဆိုတာကတော့ကျွန်တော် focal lens တစ်ခုကိုပဲ fix လုပ်ထားတဲ့ lens ဖြစ်ပါတယ်ဒါပေမဲ့ prime lens မှာဆိုရင်အပါချာတော့ကြည်ကြဲပွင့်လေးရှိပါတယ် 1.8 1.4 1.2 အစဖြင့်ကျွန်တော်တို့အပါချာကိုကြည်ကြဲဖွင့်လို့ရတာဖြစ်ပါတယ်ဒီနေ့ပြန်ပြမယ်ဆိုရင်မြင်ရတယ်ပေါ့နော်အဲ့ဒါကြောင့် prime lens တွေကအလင်းရောင်ရှားရှိမှုပို့ပြီးတော့များတယ်ပို့ပြီးလင်းတယ်ပေါ့နော်ပြီးတော့နောက်ခံ okay ပို့ပြီးတော့ဝါးတယ်ပို့ပြီးတော့လာလေးရိုက်လို့ရတယ်ပေါ့နော်ဒီနေ့ပြန်မယ်ဆိုရင် Soji lens လို့ခေါ်ကြတယ်ပေါ့ကောင်မလေးကြိုက်တယ်ပေါ့ portrait ဒီပုံစံမျိုးရိုက်လို့ရပါတယ်ဒါဒီ prime lens ဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကဘာလဲဆိုရင် focal lens တစ်ခုက fit ပဲသူ့မှာလည်း 50mm နဲ့ 50mm ပဲ 85mm ဆိုရင် 85mm ပဲ fit ဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရိုက်ကူးတဲ့လူကကိုယ်တိုင် shadow နောက်ဆုတ်လုပ်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ composition ရအောင်လို့ကိုယ်တိုင်ဖန်တီးပြီးတော့ရိုက်ကူးရတာဖြစ်တယ်အဲ့ဒါကြောင့်မလို့နည်းနည်းလေးတော့ပုံပြီးလောက်ဝင်နေပါတော့ဒါပေမဲ့ prime lens ကိုအခုမှစပြီးရိုင်းတဲ့ beginner တွေတော့ကျွန်တော်တို့အားပေးတယ်ဘာလို့ဆိုတော့ကိုယ်တိုင် shadow နောက်ဆုတ်လုပ်ပြီးတော့ composition ကိုရှာဖွေရတာဖြစ်တဲ့ကြောင့်မလို့ပို့ပြီးတော့ကိုယူမဲ့ frame ကိုပို့ပြီးတော့တိစေတယ်ပို့ပြီးတော့တိကျစေတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ beginner တွေတော့ prime lens ကိုသုံးကြည့်ဖို့အတွက် recommend ပေးပါတယ်နောက်ပြီးတော့ zoom lens ကိုကြာတော့ကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုတော့သူက zoom range ကိုကိုယ်တိုင်ကစားလို့ရတယ်။မဟုတ်ရင်24 105 24 17တို့90နေရတော့စပြင် lens တွေဒီ zoom line တွေဖြစ်ပါတယ်။ zoom line တွေကကြတော့ prime line တွေလောက်တော့အပါချာပွင့်လို့မရှိဘူး။ဥပမာပြဆိုရင် f4 လာတာရှိတယ်။ 3.5 to 5.6 လာတာရှိတယ်။နောက်ပြီးတော့ကျတော့2.8 fake လာတာရှိတယ်ပေါ့နော်။အဲ့လိုပုံစံမျိုးလာတာဖြစ်တဲ့ကြောင့်မလို့prime line တွေတော့ဘာသာပွင့်လည်းမရှိတချို့ lens တွေတော့ရှိပါတယ်ကျွန်တော်တွေ့ဘူးပါတယ် 1.8 ကိုပဲထားပြီးတော့စုံစမ်းလို့ရတဲ့ lens တွေကျွန်တော်တွေ့ဘူးပါတယ်35 to 15လောက်မသိဘူးကျွန်တော်တစ်ခါတွေ့ဘူးတယ်အဲ့လို lens မျိုးဆိုရင်တော့တစ်မျိုးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ zoom lens တွေအကြတော့အပါချာတော့ prime lens တွေတော့မပွင့်ဘူးဒါပေမဲ့ zoom ကစားလို့ရတဲ့ကြောင့်မလို့ event photography event videography တွေမှာတော့တော်တော်လေးအသုံးဝင်နေနေရာရွှေ့စရာမလိုပဲနဲ့ကျွန်တော် focal lens ကိုကစားပြီးတော့အနီးဝေးရိုက်လို့ရတဲ့ကြောင့်တော့အသုံးဝင်ပါတယ်။ဒါကြောင့်မလို့နေ့ချုပ်ပြန်ပြောရမယ်ဆိုရင် zoom lens တွေဒီ prime lens တွေလောက်တော့အပါချာမဖွင့်ဘူးဒါပေမဲ့ focal lens အားသာချက်ရှိတယ်အနီးအဝေးကိုနေရာမရွှေ့ပဲနဲ့ရိုက်ကူးနိုင်တယ် prime lens တွေကကျတော့အပါချာဖွင့်တယ်အလင်းပြောင်များများဝင်နိုင်တယ်နောက်ခံပုတ်ခဲကြွားတယ်ဒါပေမဲ့လူကိုယ်တိုင်ရှေ့လို့နောက်ဆုပ်လုပ်ပြီးတော့ရိုက်ကူးလို့လိုပါမယ်။ဒါဒီ zoom lens နဲ့ prime lens ရဲ့ကွာခြားချက်အားနည်းခြင်းအားသာချက်တွေဖြစ်ပါတယ်။အဲ့လိုပဲနောက်တစ်ပုဒ်မှာပြန်တွေ့ပါမယ်။ See you